ချိန်တွေကြာလာတာနဲ့အမျှကန်တရားကကြော်စောကိုကြောခိုင်းသွားပါတော့တယ်အစပိုင်းကမြူကျွေးခဲ့တဲ့အနိုင်တွေဟာပျောက်ချင်းမလပျောက်ကွယ်သွားပြီးသူ့စီမှာရှိသမျှငွေကြေးတွေဟာရက်ပိုင်းတွင်းမှာတင်ဖန်သားပြင်နောက်ကငွေဆုပ်ဆက်ထဲကိုပြောင်းတလင်းခါအောင်ပါသွားခဲ့ပြီဒါပေမဲ့ကြော်စောဟာမရက်တက်နိုင်ခဲ့ပါဘူးသူ့စိတ်ထဲမှာရှုံးနေတာမဟုတ်ဘူးခဏခဏကံမကောင်းတာနောက်တစ်ခါဆိုရင်တော့အရင်ရောအမျက်ရောပြန်ရမှာဆိုတဲ့ယူသွတ်တဲ့စိတ်ဆွဲကသူ့ကိုတွေးယူတွေးတန်းဖြစ်စေခဲ့ပါတယ်ညနေတစ်ခေါက်မှာအိမ်သူအိမ်သားတွေအိပ်ပျော်နေချိန်သူဟာတခိုးတယောက်လိုတုံရင်နေတဲ့လက်တွေနဲ့ဇနီးဖြစ်သူအမျက်တနိုးသိမ်းထားတဲ့ရွှေထဲတစ်တာကိုနှိုက်မိပါတယ်ဇနီးဖြစ်သူရဲ့မင်္ဂလာလက်စွပ်ကအစကလေးတွေရဲ့ပညာရေးအတွက်စုထားတဲ့ရွှေဆွဲကြိုးလေးအစုံဒါလေးပြန်ရင်းရင်အကုန်ပြန်ရမှာပါဆိုတဲ့မိစ္ဆာစိတ်နဲ့စိုင်းတင်းပေါင်းနဲ့ပြစ်ခဲ့ပါတယ်ရွှေတွေကုံတော့မိဘတွေရဲ့ချွေးနှဲစာအမွေမြေကွက်လေးကျော်စောဟာလူသက်သမားတယောက်လိုမျက်လုံးတွေညီရဲနေပြီးအမားအမှန်ကိုမခွဲခြားနိုင်တော့ပဲအဲ့ဒီမြေကွက်ကိုပါအပေါင်းဆုံးရောင်းချပြီးလောင်းကြီးထက်ခဲ့ပြန်တဲ့သူလှည့်လိုက်တိုင်းမှာပေါ်လာတဲ့ trial again ဆိုတဲ့စာသားတွေဟာသူ့ဘဝကိုလှောင်ပြောင်နေတဲ့ငရဲသားတွေရဲ့ရေမောတန်တွေလိုပါပဲနောက်ဆုံးမှာတော့အကျွေးရှင်တွေကအိမ်ရှိတီရောက်လာပြီးဆဲဆူချင်းချောက်တဲ့အခါမှာတော့ကျော်စောဟာသူ့ရဲ့ဂုဏ်သိက္ခာပိုင်ဆိုင်မှုနဲ့လူသားဆန်မှုတွေကိုပါလောင်းကြီးတဲ့ထက်ဖြက်စီပစ်ခဲ့မိပြီဆိုတာကိုအသက်ရှူယုံမှလွဲလို့ဘာမှမတတ်နိုင်တော့တဲ့အခြေအနေမှာသိလိုက်ရပါတော့တယ်